မင်္ဂလာပါဒေဝီပါဒီနေ့တော့အဝေးနဲ့အတူတူ Chinese garden နဲ့ Japanese garden ကိုတောက်ပါမယ်ရှင်။ရာသီဥတုအခြေအနေလေးကတော့အခုလိုမျိုးတက်တန့်လေးဖြားနေပါတယ်။ထုံးစံတိုင်းနောက်ကျတဲ့အဝေးလေးကတော့ကားမြန်မြန်မောင်းပါစေဆူတောင်းရင်းနဲ့ပဲအနည်းဆုံးကားမှတ်တိုင်ရောက်ရှိသွားခဲ့ပါပြီ။ကားမှတ်တိုင်ကနေအလစ်တဲလေးလမ်းလျှောက်လိုက်ရင် Chinese garden MRT ကိုရောက်ပါပြီ။အဲ့ကနေလမ်းလျှောက်ရုံပါပဲနီးပါတယ်။ကဲရောက်ပါပြီ။ garden ဆိုတော့ငှက်တန်လေးနဲ့တတရရာလေးပေါ့နော်။ပန်းလေးတွေအရန်လှကားရမှာနည်းနည်းလျှောက်ပါမယ်ဘာကြီးရှိမလဲဆိုတာစက်ကြည့်ပေးပါဦးနော်ပထမဆုံးတွေ့ရတာတော့ cloud ပကိုးတာပါပြီးတော့ AC ဓာတ်ပုံရအဲ့ကနေဆက်သွားမယ်ဆိုရင်တော့ Jurong Lake Gardens ကိုရောက်မှာဖြစ်ပါတယ်အဲ့မှာတရားလေးကအရန်လှတယ်ပေါ့နော်မသိရင်ကိုရီးယားရောက်သွားတယ်လို့ဘာလို့နဲ့လေးလေးကလည်းတဖြူးဖြူးနဲ့ဆိုတော့ဒီညနေဆိုတော့တော်တော်များများလမ်းလျှောက်ထွက်ကြတယ်ပေါ့နော်အဝေးတို့လိုမျိုးဓာတ်ပုံဝါသနာအိုးတွေကလည်းတစ်ဖွဲ့ပေါ့တကယ်ချင်းနဲ့တရားပေါ်မှာအေးဆေးလေးအားလို့ဖောက်ပြီးတော့လမ်းလျှောက်ပါတယ်ပြီးရင်ပုံလေးတွေရနောက်တစ်နေရာကိုလိမ့်ပါမယ်နောက်တစ်နေရာကတော့ Japanese garden ဖြစ်ပါတယ် Bamboo Grove နဲ့ Waterfall ရှိတဲ့နေရာလေးကိုပါဝါပင်လေးတွေစိမ့်ဆိုပြီးတော့မှလုံးဝကို romantic ဆန်တဲ့နေရာလေးပေါ့နော်ပြီးတော့ရေတခွန်လေးနဲ့နောက်တစ်နေရာကတော့အရန်လာတဲ့ကြာကန်ကြီးစီကိုပါကြာပန်းနေလည်းအများကြီးရှိတယ်ကိုရီးယားနန်းတွင်းတွေကိုရောက်သွားတယ်လို့ခံစားချက်မျိုးပေါ့နော် Japanese garden ဆိုတော့ Japan စတိုင်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုရီးယားကားတွေကြည့်ရများပြီးတော့လာတာတဲ့ညာကြီးမှာမောလဘာတွေကလို့မျိုးရေကန်နဲ့ခုံချတဲ့ပုံစံမျိုးအဲ့လိုမျိုးပေါ့နော်ကိုရီးယားစတိုင်မျိုးပဲတွေးမိသွားတယ်ဓာတ်ပုံတွေတော့အများကြီးရိုက်ပလိုက်တယ်နောက်ဆုံးနေရာလေးကတော့ Twin Pagoda စီကိုပါပဲသူကတော့အဲ့လိုအစာအုပ်လေးနှစ်ခုပေါ့နော်ဒီနေရာလေးကိုတော့အရန်သဘောကျတယ်ပြီးတော့ဘေးဘက်လည်းမှာလည်းအဲ့လိုမျိုးရေလေးတွေနဲ့ရေကန်လေးရှိနေတော့တာရတယ်ပေါ့နော်လေကားကတော့အသက်ပဲကြောင်လေးလေကားလေးပေါ့နော်ထူးထူးဆန်းဆန်းလေးပုံစံမျိုးလေးပေါ့လုံးဝပေါ့နော်ရှေးခေတ်နေရာတစ်ခုကိုရောက်သွားသလိုခံစားချက်မျိုးပေါ့နော်ပြီးတော့ဓာတ်ပုံလေးရိုက်လို့လည်းအရန်လှတယ်ဒါလေးကတော့အပေါ်ဆုံးတက်ကနေပြီးတော့မှလှမ်းပြီးတော့မြင်ရတဲ့ view လေးပေါ့နော်လေလေးကလည်းတဖြူဖြူနဲ့အရန်ကိုမှတာရပါတယ်ဓာတ်ပုံလေးလည်းအများကြီးရိုက်ပြီးဗီဒီယိုလည်းရိုက်ပြီးသွားပြီဆိုတော့ဘိုက်တွေလည်းစာပြီပေါ့နော်အဲ့ဒီဝင်းထဲမှာပဲပေါ့နော် MRT ကိုသွားတဲ့ဘက်မှာဆိုင်လေးရှိတယ်အဲ့ဆိုင်လေးမှာဝင်ပြီးတော့စားခဲ့ပါတယ်ကြက်ကြော်လေးရယ်အေးလေးရယ်ပြီးတော့အုံးရည်လေးရယ်အေးစစ်စစ်စားရင်းနဲ့ထပ်ပြီးတော့အာလူဖုတ်ညအခါလာတာပေါ့နော် Chinese garden နဲ့ Japanese garden ကိုရောက်ဖြစ်ရင်ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ဖို့မမေ့ပါနဲ့နော်ကဲပြန်လိုက်ပါဦးမယ်ရှင်ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာတွေ့ပါမယ် bye bye